မြန်မာပြည်မှာမွေးခဲ့တဲ့ချင်းချန်ပီယံဖြစ်သွားပြီခင်ဗျားတို့ယုံလားဘယ်လိုပဲဖြစ်ဖြစ်ဗျာသိလားချန်ပီယံဖြစ်သွားပြီယုံလားဟုတ်တယ်ဒုတိယအကြိမ်မြောက်အငယ်ဆုံး24နှစ်တလားနဲ့ချန်ပီယံဖြစ်တာဂျွန်ဂျုံးက23နှစ်9လလို့ထင်တယ်မမားရင်ပေါ့ကျွန်တော်ပြောတာကျွန်တော်ထင်တာမမားဟုတ်ဆိုရင်ဂျွန်ဂျုံးဒီပထမသူဒီဒုတိယမြောက်အသက်ငယ်ဆုံးချန်ပီယံဖြစ်သွားပြီဘယ်လိုပဲဖြစ်ဖြစ်ဗျာဒါတပတ်သူဝင်ထိုးရင်းနဲ့ဖြစ်တာTonight's official decision is brought to you by UFC Ignite. UFC brings you the same performance-focused nutrition trusted by champions. Pre-order your meals today at UFCignite.com. ရင်ခုန်တယ်လည်းပြောလို့ရသလိုရင်မခုန်လိုက်ရဘူးလို့လည်းပြောလို့ရတယ်ဗျာ Whatever champion ဖြစ်သွားပြီဒါပဲ Seconds of the first round. Declare the winner by TKO. New Undisputed UFC flyweight champion. အိမ်မမဟုတ်တော့ခင်ဗျားတို့စဉ်းစားကြည့်စမ်း Joshua the Fearless Man. ဝါဒါပရိသတ်တွေတော့တော်တော်လေးငြိမ်တယ်ညနေတာပရိသတ်တွေမဟုတ်ကျွန်တော်လည်းငြိမ်သွားတာပဲဗျာသိလားဘယ်လိုပဲဖြစ်ဖြစ်လေဒါချန်ပီယံဖြစ်သွားပြီဒါပဲ Joshua, congratulations on winning the title. 10 မိနစ်တောင်ပြေးလိုက်ရလားမပြေးလိုက်ဘူးလို့ထင်တယ် But that's completely outside of your control. What does this feel like right now? Man, first of all, I want to thank my Lord and Savior Jesus Christ. Without him, I would have never been here. Look at me, Joe. I'm so blessed. Now the world will never forget Joshua Van and the people of Myanmar. Now the world will know of us. And I love you, Mom. Joshua, we're very excited about this fight. It's just such a freak accident. Let's take a look at it on the big screen. သူဘာသာသူအရေးဆုံးပြီးတော့ဗျာဖန်ရဲ့ပါဝါငါ့ကိုမကြပါဘူးကွာဆိုပြီးတော့ဝင်ထိုးတာအဲ့မှာဘွန်းမြင်တော့မြင်လိုက်တယ်ဒါပေမဲ့အဲ့လိုမျိုးဖြစ်သွားရဲဆိုတော့ကျွန်တော်အတိအကျမသိလိုက်ဘူးဘယ်သူမှလည်းမြင်လိုက်မှာမဟုတ်ဗျာသိရမလားဖြစ်သွားတဲ့ဥစ္စာအယမ်းမြန်ဆန်လွန်းနေ I didn't know what happened. He just ဒိုင်နောင်မှသိလိုက်မယ်လို့မထင်ဘူးကျွန်တော်မပြောနဲ့ဒိုင်နောင်မှအဲ့လိုဖြစ်သွားပါလေဆိုတော့ဟောတော့လုံးဝသိလိုက်မယ်လို့မထင်ဘူး And well, credit to you because you didn't throw any punches. Oh. He waved his hand at you, pointed to his ပြန်လာနိုင်ဖို့မလွယ်တော့ဘူးနော် excellent ပန်းတို့ကြာ by you by not hitting him there. Yes, man. He's like I say, he's one of the greatest of all time. And you know, I didn't want the fight to go that way. Maybe the UFC will figure something out, man. Well, we have no ချွေးအောင်သိမထွက်လာဘူး of his injury, whether he's going to require surgery. It looks like it's snapped, so most likely he's going to ဟုတ်တယ်ခွဲစစ်မှုလောက်ရမှာ which အနည်းဆုံး6လပဲ will be defending your title and probably be defending ပြန်လဲကောင်းချင်မှာကောင်းမယ်ကောင်းရင်လည်းကောင်းမယ်ကောင်းချင်မှာလည်းကောင်းမယ်ပြန်ကောင်းလာရင်လည်းလူကောင်းတိုင်းပြန်ဖြစ်ချင်မှာဖြစ်မယ်ချန်ပီယံပြန်ဖြစ်ဖို့သိမ့်မလွယ်တော့ဘူးပန်းတို့ကြာ